မျိုးသားတဦးဟာသူ့မိသားစုကစီစဉ်ပေးတဲ့အစီအစဉ်တကျအိမ်အောင်ရေး arrange marriage ကိုညှင်းဆန်ဖို့အတွက်မင်္ဂလာဆောင်နေ့မှာထွက်ပြေးခဲ့ပါတယ်။သူ့မိခင်ကဒေါသတကြီးနောက်ကလိုက်လာပြီးချက်ချင်းပြန်လာဖို့အော်ဟစ်ခိုင်းစေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဟာဆိုင်ကယ်စီးလာတဲ့မိန်းကလေးတစ်ယောက်နဲ့မတော်တဆတိုက်မိသွားပါတယ်။မိခင်ဖြစ်သူရဲ့တက်တော်ဆောင်တွေလိုက်လာတာကိုမြင်လိုက်ရတာကြောင့်သူဟာအဲ့ဒီမိန်းကလေးရဲ့ဆိုင်ကယ်ပေါ်အမြန်တက်ပြီးချက်ချင်းမောင်းထွက်ဖို့ပြောလိုက်ပါတယ်။မိန်းကလေးရဲ့အကူအညီနဲ့သူဟာမင်္ဂလာဆောင်ကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ကယ်ပေါ်ကဆင်းချင်းမှာပဲမိန်းကလေးကသူ့ကိုဆိုင်ကယ်ခီးစရိတ်တောင်းတာကြောင့်သူကဒေါ်လာတူညပေးလိုက်ပါတယ်။အမျိုးသမီးထွက်သွားပြီးနောက်မှာတော့သူ့ရဲ့လက်ထောက်ကဖုန်းဆက်လာပြီးသူနေဖို့နေရာတစ်ခုရှာထားပြီးဖြစ်ကြောင်းပြောပါတယ်။တစ်ဖက်မှာလည်းအဲ့ဒီအမျိုးသမီးဟာသူ့ရဲ့သားလေးစီဖုန်းဆက်ပြီးဒီနေ့ဒေါ်လာတူညရလို့အပြင်မှာအကောင့်ဆဆရအောင်လို့ပြောလိုက်ပါတယ်။တားဖြစ်သူကအယမ်းဝမ်းသာသွားပြီးတစိတ်ကိုအပြင်းနဲ့ပိတ်လိုက်တဲ့အတွက်တကားကအိမ်နံပါတ်ဟာပြောင်းပြန်ဖြစ်သွားပါတယ်။အမျိုးသမီးနဲ့တားဖြစ်သူအပြင်ထွက်သွားပြီးမကြခင်မှာပဲအမျိုးသားဟာအဲ့ဒီတိုက်ခန်းအောက်ကိုရောက်လာပါတယ်။ပြောင်းပြန်ဖြစ်နေတဲ့အိမ်နံပါတ်ကိုကြည့်ပြီးသူ့လက်ထောက်ပေးထားတဲ့လျှို့ဝှက်နံပါတ် password ကိုရိုက်ထည့်လိုက်ရမှာတိုက်ဆိုင်အမျိုးသမီးရဲ့အခန်းနံပါတ်နဲ့တူနေပါတယ်။သူအခန်းထဲဝင်သွားတဲ့အခါအခန်းကအရန်ရှုပ်ပွားနေပေမဲ့လက်ထောက်ကအခန်းဖော်နဲ့နေရမယ့်အခန်းစီစဉ်ပေးတယ်လို့ထင်တာကြောင့်ဘာမှမစင်စားပဲအိတ်ခန်းထဲဝင်ပြီးအိတ်ပြတော်သွားပါတယ်အမျိုးသမီးကတော့သူ့သားနဲ့အတူဘူဖေး buffet သွားစားနေပါတယ်အိမ်ပိုင်ရှင်ကဖုန်းဆက်ပြီးအခန်းဖော်အသေးရောက်လာတော့မယ်လို့လှမ်းပြောပါတယ်ဒါကြောင့်အမျိုးသမီးဟာတားဖြစ်သူကိုခေါ်ပြီးအိမ်ကိုအမြန်ပြန်လာခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါတားဖြစ်သူကအိမ်ကြီးကတန့်ရှင်းနေတာကြောင့်သစိမ်းတယောက်ဝင်နေသလားလို့တန်တရားဝင်ပေမဲ့အမေဖြစ်သူကတော့တားလေးကစားနောက်နေတယ်လို့ပဲထင်ပြီးအခန်းထဲမှာကစားနေကြပါတယ်အပြင်ကစူညံတန်ကြောင့်အမျိုးသားနိုးလာပြီးသူ့လက်ထောက်ကိုဖုန်းဆက်ကအပြင်ကကလေးကိုဖဲရှားပေးဖို့ချက်ချင်းလာခဲ့လို့ပြောပါတယ်လက်ထောက်ရောက်လာတဲ့အချိန်မှာအမျိုးသမီးရဲ့အခန်းဖော်အတင်းနဲ့လမ်းမှာဆုံခဲ့ပါတယ်ဒါပေမဲ့အမျိုးသမီးတကားဖွင့်လိုက်တဲ့အခါမှာတော့အမျိုးသားရဲ့လက်ထောက်တစ်ယောက်တည်းကိုပဲတွေ့ရပါတယ်တကယ်တော့အခန်းဖော်အစ်ကအိမ်နံပါတ်မှားနေတယ်လို့ထင်ပြီးပြန်သွားတာပါအမျိုးသမီးကသူ့အခန်းဖော်ကဘာလို့အမျိုးသားဖြစ်နေတာလဲဆိုပြီးဇဝေဇဝါဖြစ်နေပါတယ်ဒါပေမဲ့လက်ထောက်ကတော့ဒီအမျိုးသမီးကိုအိမ်ပိုင်ရှင်လို့ထင်သွားပါတယ်သူ့အိတ်ခန်းထဲမှာအမျိုးသားတစ်ယောက်အိတ်နေတာကိုသိလိုက်ရတဲ့အခါအမျိုးသမီးကချက်ချင်းနဲ့ထုတ်ဖို့လုပ်ပါတယ်အဲ့ဒီမှာတင်လက်ထောက်ဖြစ်သူကသူ့အလုပ်ရှင်စိတ်ဆိုးမှကြောက်တာကြောင့်တလကိုအိမ်ငါကဒေါ်လာ50တူညပေးမယ်လို့ပြောလိုက်ပါတယ်အမျိုးသမီးလည်းလက်ထဲကပတ်စံကိုကြည့်ပြီးနေခွင့်ပြုလိုက်ပါတယ်ညဘက်မှာအမျိုးသားနိုးလာပြီးအိမ်သာသွားရင်အမျိုးသမီးရဲ့သားလေးနဲ့တိုးပါတယ်ပိုဆိုးတာကကလေးနဲ့ကစားရင်ကလေးရဲ့အိမ်စာစာအုပ်ကိုမတော်တဆဆုပ်မိသွားပါတယ်ဒါကြောင့်သူကကလေးကိုတောင်းပန်တဲ့အနေနဲ့ငါကိုတော့စဖို့မှု5 star chef ၄ယောက်ကိုခေါ်လိုက်ပါတယ်စဖို့မှုတွေကအရသာရှိတဲ့အစားအစာတွေအများကြီးချက်ကျွေးတာကြောင့်ကလေးလေးမှာအိမ်မက်နေတယ်လို့ပျော်ရွှင်သွားပါတယ်မကြခင်မှာပဲအမျိုးသမီးပြန်လာပြီးစဖို့မှုတွေအိမ်ကထွက်သွားတာကိုမြင်လိုက်ပါတယ်သူအိမ်ထဲဝင်သွားပြီးတားဖြစ်သူကိုသစိမ်းတွေအတွက်တကားမဖွင့်ပေးဖို့စူပါတယ်တားဖြစ်သူကဒါတွေကအခန်းဖော်ဦးခေါ်ပေးတဲ့ Michelin စဖို့မှုတွေဖြစ်ကြောင်းရှင်းပြပါတယ်အမျိုးသမီးကတော့ဒီလောက်ထိချမ်းသာတဲ့လူကဘာလို့သူ့လိုလူနဲ့အခန်းအတူငားနေခြင်းရတာလဲဆိုတာကိုနားမလည်နိုင်အောင်ဖြစ်နေပါတော့တယ်တနေ့မှာတော့အမျိုးသားနဲ့အမျိုးသမီးဟာအိမ်ကိုတစ်ချိန်နဲ့ပြန်ရောက်လာပြီးဓာတ်လေကားထဲမှာဆုံကြပါတယ်အမျိုးသားကဒီအမျိုးသမီးကသူ့အိမ်နဲ့အထက်တူမှာနေတာပဲလို့ထင်နေခဲ့တာပါတကားဝရှိရောက်တဲ့အထိရှောက်လာကြပြီးမှသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်အခန်းဖော်တွေဖြစ်နေမှန်းသိလိုက်ကြပါတော့တယ်